ဒီကားကိုလမ်းပေါ်မှာမတွေ့ရပါဘူး။ဘာကြောင့်လဲဆိုတော့ဒီကားက trick အတွက်ပဲမွေးဖွားထားလို့ပါ။ကြည့်အောင်နဲ့တဲ့ aggressive ဆန်တဲ့ design အပြင်အတန်နားထောင်ယုံနဲ့သွေးခုန်နှုံးမြန်သွားစေတဲ့ super ကားတစ်စီးဆိုတာညင်းလို့မရပါဘူး။အဲ့ဒီကားကတော့ Apollo IE Intensa Emotione ဖြစ်ပါတယ်။ Apollo IE ဟာ Germany super car brand ဖြစ်တဲ့ Apollo Automobile ကထုတ်လုပ်ထားပြီးနာမည်ရဲ့အဓိပ္ပာယ်ကတော့ပြင်းထန်တဲ့စိတ်လှုပ်ရှားမှုဆိုတဲ့အဓိပ္ပာယ်ပါ။ဒီကားမှာ 6.3 liter naturally aspirated V12 engine ကိုသုံးထားပြီး708 horsepower ထိထွက်နိုင်ပါတယ်။ 0 to 100 km/h ကို 2.7 second ပဲလိုအပ်ပြီးအတန်ကတော့ Formula 1 ကားတစ်စီးလိုနားထောင်ယုံနဲ့ယူသွားစရာပါပဲ။ body ကို carbon fiber monocoque နဲ့တိစောက်ထားပြီးကားက track အတွက်ပဲရည်ရွယ်ထားတာပါ။ Apollo IE ကိုတကမ္ဘာလုံးမှာ30စီးပဲထုတ်လုပ်ခဲ့ပြီးတစ်စီးကို $2.7 တန်းကျော်တန်ဖိုးရှိပါတယ်။ဒီလို aggressive design V12 sound နဲ့လူတိုင်းမစီးနိုင်တဲ့ super car ကိုတင်စီးခွင့်ရမယ်ဆိုရင်စီးမှာလား comment မှာဖြေခဲ့ပါနော်